အသက်ဆက်ထွက်ရှိထားတဲ့ AirPods Pro 3အကြောင်းပြပြပေးမယ်နော်။ AirPods Pro 3မှာဆိုရင်ကိုယ်နားနဲ့အဆင်ပြေစေဖို့အတွက် earpiece 5 ခုအထိပါဝင်လာပါပြီ။ဒါကြောင့် AirPods Pro 3ကိုတက်ထားတဲ့အချိန်မှာတက်တာဖြစ်စီနိုင်မှာပါ။ Camera Control ပါဝင်လာတာကြောင့် Apple Watch ကိုအသုံးပြုပြီးဓာတ်ပုံရိုက်နေသလို AirPods Pro 3ကို control လုပ်ပြီးတော့လည်းဓာတ်ပုံရိုက်နိုင်ပါတယ်။ Workout လုပ်တဲ့အခါမှာလည်း AirPods Pro 3ကို Apple Watch တွေလိုမျိုးအသုံးပြုနိုင်မှာပါ။ Heart rate sensor ပါဝင်လာတာကြောင့်နှလုံးခုန်နှုန်းတွေကိုတိုင်းတာပေးမယ်အပြင် workout activity တွေကိုလည်းဖုန်းနဲ့ချိတ်ဆက်ပေးအောင်ပါ။ကမ္ဘာအကောင်းဆုံး ANC လို့တင်စားထားတဲ့အပြင် Live Translation ဆိုတဲ့အမိုက်စား features ကိုပါအသုံးပြုလို့ရအောင်ပါနော်။ Live Translation ဆိုတာကဘာသာစကားမတူညီတဲ့သူတွေနဲ့ဆက်သွယ်စကားပြောဆိုတဲ့အချိန်တွေမှာဘာသာပြန်ပြမဲ့ features လေးပဲဖြစ်ပါတယ်။ AirPods Pro 3တက်ဆင်ထားတဲ့သူချင်းမတူညီတဲ့ဘာသာစကားတွေကိုပြောဆိုတဲ့အခါမှာဖုန်းထဲကနေ translate လုပ်ပေးသမှာဖြစ်တယ်လို့ AirPods Pro 3ကနေလည်း translate လုပ်ပေးတော့မှာပါ။ Battery life မှာဆိုရင်လည်း ANC ဖွင့်ထားမယ်ဆိုရင်8နာရီကျော်ထိအသုံးခံမှာဖြစ်ပြီးပိတ်ထားမယ်ဆိုလို့ရှိရင်တော့10နာရီကျော်ထိအသုံးခံမှာဖြစ်ပါတယ်။ဒါကတော့အသက်ဆက်ထွက်ရှိထားတဲ့ AirPods Pro 3လေးအကြောင်းပဲဖြစ်ပါတယ်။နောက်များမှာလည်း Apple device နဲ့ပတ်သက်တဲ့ knowledge လေးတွေကို share လုပ်ပေးသွားမှာဖြစ်လို့ MK Apple Authorized Service Provider ကို follow လုပ်ထားဖို့အတွက်မမိနဲ့နော်။